ရန်ကုန်ပနော်ရမပတ်တူကနေကျိုးသွားတယ်ဒီနေ့မှာကျွန်တော်ဒါစူးလေကိုကျွန်တော်စင်းပြီးတော့ကျွန်တော်ဘယ်သွားလဲဆိုတော့ကျွန်တော်ချားနေရာကြီးသွားတယ်ကျွန်တော်ဒိုးချင်ရဒိုးတယ်ကျွန်တော်ဘယ်ကြီးသွားလဲဆိုတော့ဗောနော်ကျွန်တော်လမ်းကူးပြီးတော့ကျွန်တော်တို့ဘယ်ကြီးမှတ်တိုင်တွေပါသွားပါတယ်ကျွန်တော်105တွေ106တွေ108တွေဆက်ခွန်တွေကျွန်တော် 1DBC ကားတွေလာတယ်ဗောနော်ကျွန်တော်လမ်းကူးမှဖြစ်ပါတယ်ဆိုတော့လမ်းကူလူကူမြေကြရှိရဲ့နေရာကိုကျွန်တော်သွားမှာဖြစ်ပါတယ်ကျွန်တော်အဲ့လမ်းကိုကျွန်တော်58တွေဇက်တိုက်လာတယ်ပေါ့နော်ဇက်တိုက်လာတယ်ကျွန်တော်မနက်ကနေညထိမလာပါဘူးနေခင်းမဲ့လာပါတယ်ကျွန်တော်ကူးမှဖြစ်ပါတယ်ဆိုတော့ဟိုဘက်ကကူးမယ်โอเคပါကျွန်တော်ဘယ်နေရောက်သွားပြီလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ဒါတခြားနေရာရောက်သွားပြီဖြစ်ပါတယ်ဟုတ်ပါဘူးကျွန်တော်စူးလေမှတ်တိုင်ကိုရောက်သွားပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါဘယ်သွားရလဲဆိုတော့ကျွန်တော်မှတ်တိုင်ဂိတ်ကိုသွားတာပေါ့နော်စူးလေရနေကိုကျွန်တော်စနစ်ပြစီးမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဟိုမှာစနစ်လာပြီဖြစ်ပါတယ်စနစ်လာကျွန်တော်73လားဟုတ်ပါဘူး73ကအဲ့ကိုမရောက်ပါဘူးဘူရတောင်ပဲရောက်ပါတယ်ဆိုတော့စနစ်လာလို့ကျွန်တော်စနစ်ကောက်စီလဲပါတယ်ကျွန်တော်စနစ်လာပါပြီဆိုတော့ကျွန်တော်စနစ်ပေါ်တက်ပါပြီအဲ့လေbattery coming sun Tutu Purify X